မြတ်စွာဘုရားကရာဇဂုမြို့စီဝကရဲ့တည့်ရဲ့ဥယျာဉ်ထဲမှာရဟန်းတော်ပေါင်း1250တဲ့အတူတူကသရင်သုံးနေတယ်အဲ့တော့ရာဇဂုမှာမြတ်စွာဘုရားသရင်သုံးတဲ့ကျောင်းတွေကပထမဆုံးသရင်သုံးတာတော့ဝေတုဝံဝေတုကနည်းနည်းလှမ်းတယ်ဝေတုကနည်းနည်းလှမ်းတော့သွားရေးလိုက်ရေးမြို့နဲ့ပို့ပြီးတော့နီးတဲ့စီဝကရဲ့တည့်ရချံပေါ့နော်အဲ့ဒါဥယျာဉ်လို့ခေါ်တယ်စီဝကရဲ့တည့်ရချံအဲ့ဒီမှာမြတ်စွာဘုရားသရင်သုံးတယ်ပေါ့စီဝကကိုကောမာရဖိစ္ဆာဆိုတဲ့စီဝကတ္တကောမာရဖိစ္ဆာတအမဝတိစီဝကကိုကောမာရဖိစ္ဆာဆိုတဲ့အသုံးနဲ့သုံးတဲ့အခါမှာမြန်မာနိုင်ငံပါဠိစာပေအထက်ကရာတွေရဆိုလို့ရှိရင်တော့ကောမာရဖိစ္ဆာဆိုတာကုမာရပတ္တဆိုတဲ့စကားလုံးလာတာကုမာရဆိုတာမင်းသားပတ္တဆိုတာဝေစားတာပေဝိတရမင်းကြီးရဲ့သားတစ်ယောက်ဖြစ်တဲ့အဘေယမင်းသားဆိုတာရှိတယ်အဲ့ဒီအဘေယမင်းသားကနေပြီးတော့ရှိဝကပေါက်ဆလေးကိုဝေစားခဲ့တာဒါကြောင့်မလို့စီဝကတ္တကောမာရပိစ္ဆတာအဘေယမင်းသားရဲ့ဝေစားသားစီဝကလို့ဒီလိုခေါ်ကြတာသူဘာကြောင့်မွေးစားတာတုံးဆိုကျဉ်းညွတ်ပြောမယ်ဆိုရင်သူ့မိကသူ့ကိုမွေးပြီးတဲ့အခါမှာမြို့ပြင်မှာသွားပြီးတော့ပြစ်ထားလိုက်တာအပြစ်ခံရတော့ဒီကလေးလေးကစွန့်ပြစ်ခံရတဲ့ကလေးသူကဘုံကံရှိတဲ့အခါကျတော့မြို့ပြင်ပြစ်ထားတဲ့အခါမှာကြီးတွေကဝိုင်းပြီးတော့ဒီကလေးလေးနာမှာဝိုင်းအောင်နေကြတယ်ဒီပြင်အကောင်မလောင်နေမလားကြီးတွေကဝိုင်းနေကြတယ်အဲ့တော့ခုနအဘေယမင်းသားကမြို့ပြင်ထွက်လာတဲ့အခါမှာကြီးတွေအုံနေတာကိုတွေ့တော့ဟေးဟိုမှာကြီးတွေအုံနေတယ်ဘာလဲသွားကြည့်ကြစမ်းဆိုတော့ကလေးလေးဆိုသိရတယ်ဟဲ့အသက်ရှင်သေးရဲ့လားလို့ဆိုရှင်မသေးတယ်အသက်ရှင်နေရဲ့ပါဆိုတောင်းရှင်သေးလားရှင်မသေးတယ်ဆိုစကားကိုပါဠိလိုပြောတော့အခါစီဝတိအသက်ရှင်သေးလားလို့ဆိုစီဝတိရှေးပါသေးတယ်လို့ပြောတော့သူစီဝကလို့နာမည်ပေးတာနော်အသက်ရှင်နေရဲ့တွေ့ရလို့စီဝကဒါနဲ့အဘေယမင်းသားကအေးငါအိမ်ကိုပို့လိုက်ဒီကလေးလေးခူးဆိုင်ပြီးတော့ဆောင်းလျှောက်ထားကြဒီကလေးလေးကိုကြွေးထားကြလို့ဆိုပြီးတော့သူ့အိမ်ကိုခေါ်သွားခိုင်းလိုက်တယ်ပေါက်ဆလေးရှိသေးတယ်နော်မွေးပြီးကစားလေးပြစ်ထားတာအပြင်မှာအဲ့လိုပြစ်ခံရတယ်အဲ့တော့ဘဝဆိုတာတော့60ကောင်းတယ်နော်အဲ့လိုမိဘကမွေးပြီးတော့ပြစ်ထားတဲ့ကလေးလေးကိုအဘေယမင်းသားကကောက်ယူမွေးစားထားလို့ပါဠိစာပေမှာသူ့ကိုပြောတယ်စီဝကတ္တကောမာရဖိစ္ဆတအဘေယမင်းသားမွေးစားတဲ့စီဝကသူတို့မှတ်တတ်တယ်သို့တော့အင်္ဂလိပ်လိုပြန်နေပါဠိစာပေကိုလေ့လာကြတဲ့ဥရောပကလူတွေကြတော့စီဝကကဆေးဆရာသူတို့အဲ့ဒီသမိုင်းကြောင်းအတိုင်းမဟုတ်တော့ပဲနဲ့ကောမာရဖိစ္ဆဆိုတဲ့စကားလုံးကိုပဲကြည်တယ်ကြည့်ပြီးတဲ့အခါကျတော့ကောမာရဖိစ္ဆဆိုတာကလေးအထူးကုလို့အဓိပ္ပာယ်ရပြန်တယ်ပေါ့နော်ကလေးငယ်လေးတွေကိုပြုစုစောင့်ရှောက်တဲ့ကလေးအထူးကုခုခေတ်ဆိုရင်တော့ကလေးအထူးကုပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့သူတို့ဘာသာပြန်တယ်အဘေယမင်းသားမွေးစားတဲ့လူမပြန်ဘူးကလေးအထူးကုစီဝကဆရာဆိုဒါသူတို့အတွေ့ဘာလို့ဇီဝကကလေးတွေကုတာမဟုတ်ဘူးမြတ်စွာဘုရားလည်းဇီဝကကုပေးတာလူကြီးတွေကကုပေးနေတာဇ
သနပိသောတာမင်းဆိုရင်ဇီဝကကုပေးတာရာဇဂျမေကတထေးတွေတာဝတိကတထေးတွေတထေးကတော်တွေသူပဲကုပေးတာအဲ့တော့ကလေးထုကုဆိုတဲ့အတိပ္ပယ်ကသူတို့အတွေးမြတာဖြစ်တယ်ပေါ့ဆုံးဖြတ်ရမယ်ဆိုရင်တော့သမိုင်းကြောင့်အရာပြောမယ်ဆိုရင်တော့အဘယမင်းသားမွေးစားတာဒါမှန်တယ်သူရဲ့ဇာလန်းနဲ့ရှိသေးတယ်ပေါ့နော်အဘယမင်းသားမွေးစားလိုက်လို့သူကနန်းတော်ရောက်သွားတာနန်းတော်ရောက်သွားတဲ့အခါမှာနန်းတော်ထဲမှာကြီးပြင်းတာဒါပေမဲ့သူကမင်းသားမဟုတ်ဘူးမင်းသားအနေထားနဲ့ကြီးလာတဲ့အခါကျတော့ကလေးတွေအရွယ်ရောက်တဲ့အခါကျတော့သူ့ကိုမိဘမဲ့လို့သိကြတယ်ဖေကအမေဘယ်သူမှမသိဘူးဖေဘယ်သူမှမသိဘူးမွေးစားထားတဲ့အကောင်ပေါ့အဲ့မှာသူ့ကိုပြောတော့သူသိတတ်တဲ့အရွယ်ရောက်လာတဲ့အခါကျတော့အဖေကမင်းသားကိုမေးတယ်ပေါ့ကျွန်တော်အဖေကဘယ်သူတော့အမေကဘယ်သူတော့သိချင်တာမွေးစားမှန်းသိလာတဲ့အခါကျအဲ့တော့အဖေကမင်းသားကငါမွေးထားရဆိုတော့မင်းကငါသားပေါ့ကွာငါမင်းဖေပဲပေါ့အမေကတော့ဘယ်သူမှမသိဘူးအဲ့ဒါနဲ့ဒီကလေးလေးကသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုနန်းတော်မှာဆိုရင်ဘုရင်ရဲ့အမှုထမ်းလုပ်တယ်ဆိုရင်ပညာမတတ်လို့ရှိရင်မဖြစ်ဘူးဟုတ်တယ်နန်းတော်ဆိုတာအလုံးဟာကိုယ်ပညာရဲ့နဲ့ကိုယ်မှုထမ်းကြရတာဟုတ်အဲ့တော့ပညာမတတ်ရင်မဖြစ်ဘူးငါပညာသင်မှဖြစ်မယ်သူစဉ်းစားပုံလေးကမတန်ကောင်းတယ်နော်ငါပညာသင်မှဖြစ်မယ်ဆိုရင်သူစဉ်းစားတယ်နန်းတော်မှာပညာသင်ရမယ်ဘုရင်ရဲ့အမှုရန်လုပ်ဖို့ကပါရိရှိတော့ဆိုဓာခုတ်လှန်တို့လုပ်ပြီးတော့စစ်တပ်ထဲဝင်မလားဘုရင်နာနေတဲ့ဆိုရင်အဲ့ဒီလုပ်တွေလုပ်ရမှာလေကိုရံတော့တတ်ထဲဝင်လို့ရှိရင်ဓာခုတ်လှန်တို့စင်စည်းမြင်းစည်းအလိုအတတ်တွေရှိတဲ့ရှိခေကသို့မဟုတ်ဘုရင်ကိုထမင်းချက်ကျွေးတဲ့အချက်ပြုတ်လားဖြောပြည့်ရတဲ့ဝင်မလားနဲ့နန်းတော်ကအမှုထမ်းမဲ့အလုပ်တွေရှိတယ်အဲ့လိုသူကောင်းထဲမှာစဉ်းစားလိုက်တဲ့အခါကျတော့ဓာတ်တို့လှန်တို့ကင်ပြီးတော့သူများကိုတတ်ဖို့ဖြတ်ဖို့ဆိုတာသူစိတ်ထဲမှာမလုပ်ချင်တော့သူစဉ်းစားတဲ့ထဲမှာဆေးပညာအတ္တဟာဝိသသိပ္ပံမေတ္တာပုပ္ပင်ကမံဆေးပညာအတ္တကမေတ္တာနဲ့လုပ်ရတဲ့အလုပ်ဖြစ်တယ်အဲ့တော့ဒီအလုပ်ကပို့ပြီးတော့ကောင်းတယ်ငါဆေးပညာသင်မယ်ဆိုဆုံးဖြတ်လိုက်တယ်ပညာသင်မယ်ဆိုတော့ तू ကဘယ်သူမှမပြောဘူးတိတ်ထိတ်အိမ်ကနေထွက်သွားလိုက်တယ်ရွယ်လေးကလည်းရောက်လာပြီဆိုတော့လေသူနန်းတော်ကနေပျောက်သွားလိုက်တယ်ဖယ်ရောက်သွားတော့ဆိုအဲ့ဒီခေတ်ကတက်ကတိလာဆိုရမြို့ရှိတယ်အခုခေတ်ပြောမယ်ဆိုရင်တော့ပါကစ္စတန်နေရာမှာရှိတယ်လို့ပြောတယ်သူကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုထွက်သွားတယ်ခုခေတ်မြေပုံနဲ့ဆိုအဲ့ဒီတက်ကတူမှာသွားပြီးတော့ထိတပါမောက္ခလို့ခေါ်တဲ့အယမျက်နာကဖဲကလာကျောင်းသားတွေကိုပညာမျိုးစုံသင်ပေးတဲ့ဆရာကြီးထံချဉ်ကပ်တယ်ချဉ်ကပ်ပြီးတဲ့အခါမှာ तू ကဓမ္မဒေဝတိကအနေနဲ့ तू ချဉ်ကပ်တယ်ဓမ္မဒေဝတိကဆိုတာဘာလို့ဆိုဆရာကမပေးဘူးဆရာရဲ့ဝကြည်ဝငယ်လုပ်မယ်နော်ဆရာရဲ့ဝိယဝိစာတွေလုပ်တယ်ပတ်စံပေးတဲ့ကလေးတွေကဆရာဝိယဝိစာလုပ်ဆရာမလုပ်သူကအဲ့ဒီခေတ်ကထုံးစံရှိတယ်ပတ်စံပေးတဲ့မယ်ဆိုရင်ကိုပညာပဲသိအောင်ပါသူကတော့မဟုတ်ဘူးဆရာကြီးစီချင်းကပ်ပြီးတော့သူခိုင်းတဲ့ဝိယဝိစာတွေအကုန်လုံးလုပ်ပါမယ်သူမှငွေကြေးတနာမပါဘူးဆိုတော့ဆရာလည်းအဲ့ဒါခွင့်ပြုလိုက်ပြီးတော့သူပညာသင်ပေးလိုက်တယ်ရှေးကစိတ်ပညာသင်တယ်ဆိုတာဟာဘယ် medicine ခေတ်ကိုနော်သစ်ပင်နေနဲ့သစ်ပင်နေရထွက်တဲ့သစ်ဖူးတွေနဲ့ယောဂါကိုခုစားတဲ့ခေတ်ကိုအဲ့ဒီခေတ်အဲ့တော့ဘုဒ္ဓနီဆိုတဲ့ပညာရက်ကိုဖတ်ကြည့်လိုက်ပဲဆိုလို့ရှိရင်သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ
ထမရှာစုနှစ်ဒုတိယရာစုနှစ်ဖို့တဏီရဲ့ပညာရရဲ့ပထမရာစုနှစ်ပထမရာစုနှစ်တွင်မှာလူတွေကဘယ်အသီးကစားကောင်းတယ်ဘယ်ပင်ကစားကောင်းတယ်ဘယ်ဟာကစားကောင်းတယ်ဘယ်ဟာမစားကောင်းဘူးအဲ့လောက်ပဲသိတယ်ပထမရာစုဒုတိယရာစုရောက်တဲ့ခါကျတော့တိုးတက်လာတယ်ဘယ်ပင်ဘယ်ရွက်ကဘယ်ယောဂကိုပျောက်စေတယ်ဆိုတာသိလာတယ်စားကောင်းမစားကောင်းသိတာပထမအဆင့်နောက်ဘာယောဂကိုကုလို့ရတယ်ဘာယောဂကိုပျောက်စေနိုင်တယ်ဆိုတာဒုတိယအဆင့်ခဏိခေဖို့တတိကျတော့အဲ့ဒါတွေမကတော့နော်သစ်ပင်နဲ့ပတ်သက်လာတဲ့အခါအသေးစိတ်ဘယ်လိုစိုက်တယ်ဘယ်လိုပြောတယ်ဘယ်လိုကာကွယ်တယ်ဒီသစ်ပင်တွေကဘယ်လိုပေါက်တယ်ဆိုတာကစအသေးစိတ်လေ့လာတော့ဖို့တတိယဒီကနေ့ခေတ်မှာတော့ကျေပြန့်ဆုံးဖြစ်သွားတယ်အဲ့တော့ဇီဝကခေတ်တုန်းကခုနဘယ်အသီးပဲရွက်ဘယ်အမြစ်ကဆေးပဲဝင်နေဘယ်ဟာကုနိုင်တယ်ဘယ်ဟာကအစိတ်ဖြစ်တယ်ဆိုတာတွေကိုခွဲခြားသိနိုင်တဲ့အဆင့်ယောဂကုသတဲ့အဆင့်ဒါဇီဝကတို့ပညာသင်တဲ့အချိန်ပိုင်းကအဲ့ဒါလောက်ပဲသိတယ်အဲ့လောက်သိတယ်နောက်ဆုံးသူပညာသင်လိုက်တာ9နှစ်လောက်ထိအောင်ကြာသွားတယ်အဲ့တော့ပညာသင်နေဆိုဘာလို့ရတော့ဆိုသစ်ပင်နေနာမည်ကျက်ရမှာပေါ့နော်ဒီသစ်ပင်ရဲ့အကျိုးဆက်တွေကျက်ရမှာပေါ့သူတို့ပေါက်တဲ့သစ်ပင်တွေအကုန်လေးလာရတယ်မြေနာမနဲ့လေးလာရမယ်အဲ့တော့သူဟာစူးစမ်းပြီးတော့ကြက်မှတ်လိုက်တာသူသင်တာဘဟုံစကနာတိတနေ့ဆိုရင်အများကြီးသင်တယ်လဟုံစကနာတိမြန်မြန်ကြီးနဲ့သင်တယ်တနေ့စာအများကြီးကြက်တယ်သူဂိတံစနပမုတ်တတိတဲ့သင်ပြီးသားလည်းဘယ်တော့မှမမေ့ဘူးမမေ့အောင်လုပ်ထားအဲ့ဒီလိုလှုပ်ထတောင်း9နှစ်လောက်ရှိသွားပြီဒီပညာလမ်းမဆုံးသေးဘူးဖြစ်နေဆရာကြီးစီသွားမေးတယ်ဆေးပညာလမ်းမဆုံးသေးဘူးသူသင်တာလဲ9နှစ်ရှိသွားပြီဆိုတော့ဆရာကြီးကဆေးပညာရဲ့အဆုံးမင်းရဲ့ပညာဘလောက်တိုင်းတာရှိပြီလဲဆိုစောင်းဝဲစစ်တဲ့သဘောပေါ့ခုခေတ်လို့ on paper နဲ့ဖြေရတာတော့မဟုတ်ဘူးဆရာကြီးကတရင်းလေးတစ်ချောင်းပေးလိုက်တယ်သွားဟောဒီတယုဇနာအတွင်းမှာရှိတဲ့သစ်ပင်မျိုးစုံအဲ့ဒီသစ်ပင်တွေတပင်မှမကြစေတဲ့အကုန်ကြည့်အသုံးမဝင်တဲ့အပင်တွေ့ရင်ယူခဲ့ဒီပင်ကတော့စိတ်သုံးလို့မရဘူးလကပဲဒီပင်အဲ့ဒီလိုပင်တွေ့ရင်ငါစီကိုယူခဲ့လို့ဆိုတရင်းလေးတစ်ချောင်းပဲပေးပြီးတော့စောင်းဝဲဖြည့်ခိုင်းလိုက်တာပေါ့နော်အဲ့သူတို့ခက်ကအဲ့တော့အနိပတ်ဆိုတာတယုဇနာလို့ဆိုတာခုခေတ်လိုပြောရင်8မိုင်အတွင်းမှာရှိတဲ့ပြည့်နဲ့တစ်ပင်တွေကိုအကုန်လိုက်ပြီးတော့သူစူးစမ်းတဲ့အခါသူသိတာတွေပဲဒီပင်ကပါအသုံးဝင်တဲ့အခောက်ကပါလို့ရတယ်အပွင့်ကပါလို့ရတယ်အသီးကပါလို့အမြစ်ကပါလို့ရမယ်ကုန်သိမသိတဲ့ပင်တစ်ပင်မှမရှိဘူးအကုန်သိပြီးတော့ဆရာကြီးစီပြန်လာတယ်ဆရာတစ်ပင်တွေကောအောင်ကျွန်တော်လေ့လာခဲ့ပြီဆေးပဲမဝင်တဲ့ပင်မတွေ့ခဲ့ဘူးဒါဆောင်ပွဲအောင်သွားပြီသူဆရာကြီးအဲ့ဒါဆိုမင်းပညာပြည့်စုံပြီပြန်ချင်းပြန်တော့ပြန်လွတ်လိုက်တယ်ရိတ်ခါကိုနည်းနည်းလေးပေးလိုက်တယ်သူခရီးရမနမဝေးတယ်လေတက္ကသိုလ်ကနေပြီးတော့ရာဇကြိုထီအောင်ပြန်မှဆိုခီးဝေးတယ်ရိတ်ခါကိုနည်းနည်းလေးပဲပေးလိုက်တာအဲ့တော့လမ်းမဲ့သူကတရက်နှစ်ရက်ပဲသူကဒီရိတ်ခါကကုန်သွားပြီဟိုဘက်ရောက်တဲ့အခါကျလမ်းမစားစရာမရှိတော့သူကလို့တော့စိတ်ကူရတော့တာအဲ့မှာအဲ့လမ်းမစိတ်ကူသွားတာပဲဒီလိုနဲ့သူကတမားတော်ဖြစ်သွားတယ်ဆိုတော့နော်စကားတောင်ရိုက်ဖို့ကောင်းတဲ့ဟာပဲဇီဝကအကြောင်းကတော့အဲ့ဒါမှကောင်းတမားတော်ဖြစ်သွားဟိုရောက်တဲ့အခါကျတော့ပေဝိသရမင်းကြီးရဲ့ယောဂကိုကုရပထမကုလိုက်တဲ့အခါပေဝိသရမင်းကြီးဟာသူ့စေဘဝကပေးတယ်စေဘဝပေးတော့သူကမယူတဲ့အခါကျတော့ဘုရင်ကြီးကသူ့ရဲ့သမားတော်ရာထူးပေးထားလိုက်တော့အဲ့ဒါနဲ့သူကဘုရင်သမားတော်ဖြစ်သွားတာ
နောက်ပိုင်းကျတော့ဖះကိုလည်းစိတ်ကူးပေးတယ်တန်ဃာတွေကိုလည်းစိတ်ကူးပေးတယ်အဲ့ဒါမှတက်ကြွတဲ့သမားတော်ကြီးတူဖြစ်သွားတယ်ပေါ့ဒါထားတော့ဇီဝကဝတ္ထုတလောက်ပဲနော်သူ့အကြောင်းပြောမှဆိုလို့ရှိရင်တီးတယ်များတယ်ပေါ့နော်ဇီဝကဝတ္ထုဆိုတတ်ရှိတယ်အခုအဲ့ဒီသူလှူထားတာမြတ်စွာဘုရားကိုလှူထားတဲ့တည်းရဲ့ဥယျာဉ်ကြီးဟာဘာလို့တည်းရဲ့ဥယျာဉ်ကိုဘုရားလှူတော်လို့ဆိုမြတ်စွာဘုရားမကြမ်းမမာဖြစ်တဲ့အခါဝေလူဝန်ထီအောင်သွားရင်သိဝေးတယ်ဝေးတာနဲ့မြတ်စွာဘုရားမြို့နဲ့နီးနီးမြတ်စွာဘုရားကိုပြုစုကုသလို့လွယ်အောင်လို့ဆိုပြီးသူတည်းရဲ့ဥယျာဉ်ကိုလှူထားလိုက်တာအဲ့ဒါနဲ့ယမယံခမြတ်စွာဘုရားဝေလူဝန်ထီအောင်မသွားပဲနဲ့ဒီဇီဝကရဲ့တည်းရဲ့ဥယျာဉ်နဲ့မှနေတယ်ဒီခိုက်မှာအခုလို့တစောင်းမုံလာပြီနေကြီးမှာရှဟံမော1250နဲ့အတူတကွဇီဝကရဲ့တည်းရဲ့ဥယျာဉ်နဲ့မှသတင်းသုံးနေတယ်အခုလို့တစောင်းမုံလာပြီနေညအခါသမယအချိန်မှာအဲ့တော့ဒီချိန်ကိုခံမှန်းကြည့်မယ်ဆိုလို့ရှိရင်ဗေမိတာရမင်းနန်းကျသွားတာမြတ်စွာဘုရားသက်80 60ကျော်80ပတ်ဝန်းကျင်မှာဖြစ်တယ်စီဝတိအစာတသက်နန်းတက်တဲ့ကဘုရားပြိဋိဘံမဆိုင်ခင်8နှစ်ဆိုဘုရားသက်တော်82နှစ်မှာသူကဗေမိတာရကိုနန်းချပြီးတော့ဘုရင်လောက်တာသူကအဲ့တော့ဘုရားသက်တော်82နှစ်မှာသူနန်းတက်တယ်လို့ပြောတယ်အဲ့ဒီနောက်ပိုင်းမှာဖြစ်တဲ့အဲ့ဒီမှာသူ့ကိုအဇာတတကိုဘလို့ခေါ်တော့ဆိုရာဇာမာကတောအသတ္တတတုဝိဒေဟိပုတ္တောမင်္ဂလာတိုင်းကိုဆိုရတဲ့ဝိဒေဟိမိဖုရားရဲ့သားတော်ဖြစ်တဲ့အဇာတတလို့ဇာတတမင်းလို့အဲ့ဇာတတမင်းဟာကောမုဒိယသာတုမာတိနိယပုံနာယပုံနမာယရတ္တိယကောမုဒိဆိုတာဂျာဗန်နေပွင့်နေတဲ့ချိန်ဂျာဗန်နေပွင့်နေလားနော်ဂျာတွေပွင့်နေလားသာတုမာတိနိယဆိုတာမိုးလေးလပြေးတာဒီနေ့ကမိုးလေးလကုံဆုံးသွားပြီနော်ဒီတစောင်းမုံလာပြီနေ့မှာမိုးရသည်ကုံဆုံးတာရွာကျင်တော့ရွာမှာပေါ့ဒါပေမဲ့မိုးရသည်ကကုံပြီစောင်းမုံလာပြီနေ့ကနောက်ဆုံးနေ့ပဲအဲ့ဒီမိုးလေးလပြည့်သွားပြီးတော့မိုးရသည်ကုံဆုံးသွားတဲ့တစောင်းမုံလာပြီနေ့ဥပုပ်15ရက်နေ့မှာတဲ့ကောင်းကင်ယံကပြီးဝပြီးတော့အယောင်နေပြီးဝထွန်းတက်နေတယ်လာမင်းကြီးသားနေတဲ့နေ့မှာအိမ်မပြောခင်ဒီလာသာဆောင်ဘက်ကိုထွက်ပြီးတော့အမတ်ပေါင်းခြံရပြီးတော့ထိုင်နေတယ်ညကြီးလာခံပေါ့နော်အိမ်မပြောတော့အမတ်တွေခေါ်ထားပြီးတော့စကားစပြီးပြောကြတယ်အဲ့ဒီမှာအထက်ကရာကသူ့ဘာလို့လာပြီးနေအခုလို့ညကြီးမှာဘာဖြစ်လို့အမတ်တွေနဲ့ညကြီးမှာနေရတာတော့လို့ဆိုသူကယောဂတစ်ခုဖြစ်သွားဖေဝိသရမင်းကိုထောင်သွင်းအကျဉ်းချသူ့အဖေကိုတတ်တဲ့ပိဋကရကကံကျွလွန်ပြီးတဲ့နောက်ပိုင်းမှာသူကညအိပ်ပြီးဆိုလို့ရှိရင်အိမ်မဆိုးတွေမြင်မဲ့တယ်သူ့ကိုလှမ်းနေတဲ့ဝိုင်းထိုးခံရတယ်လို့ခံစားတဲ့အခါသူကလက်ဖြန့်ပြီးတော့អော်ပြီးတော့နိုးလာတယ်ဘယ်တော့ဖြစ်ဖြစ်သူကអော်ပြီးတော့အဲ့ကြတော့ဘေးကအဆောင်နေရနေပြီးတော့ရှင်မင်းကြီးဘာဖြစ်တာတော့ဆိုပြီးတော့အဲ့လိုကြီးပဲသူလန့်ပြီးတော့နေတာစိတ်တဇယောဂလည်းဖြစ်ကောင်းဖြစ်တော့မှာပေါ့နော်အဖေတတ်ထားတာကြောင့်အဲ့လိုညမှာအိမ်မပြောတဲ့ယောဂဖြစ်တယ်အဲ့လိုယောဂဖြစ်နေသည့်အတွက်ကြောင့်ညကိုမအိတ်ချင်အောင်လို့ညမှာအစည်းအဝေးလုပ်ပြီးတော့ထိုင်ပြီးတော့စကားပြောတာအဲ့ဒီလိုလည်းပြီးနေ့ကြီးမှာအခုလို့ထိုင်ပြီးတော့စကားပြောနေကြတဲ့အခါမှာ
သူကောင်းတဲ့မှာတိုင်းရေးပြည်ကိစ္စကိုမဆွေးနေဘူးကောင်းကင်ကလာရကိုကြည့်ပြီးတော့ဗာပြောတော့ဆိုရမဏီယဝတ္တဘောဒေါသိနာရတ္တိတိမ်နိုင်ကင်းစင်တဲ့ညကြီးဟာသာရလိုက်တာနော်ကောင်းကင်ကလာကိုကြည့်ပြီးတော့တိမ်နိုင်ကင်းစင်တဲ့ဒီညဟာသာရလိုက်တာလှပလိုက်တာကြည့်ပြောလိုက်တာပါတာရိကဝတ္တဘောဒေါသိနာရတ္တိပြည့်ကင်းစင်တဲ့ညကြီးဟာစိတ်ကြည်နူးစရာကောင်းလိုက်တာလက်ခင်ညဝတ္တဘောဒေါသိနာရတ္တိဒီလိုညမျိုးဟာတကယ်ကိုမှတ်တမ်းတင်တာပဲတိုက်တဲ့ညကြီးပါရဲ့ဆိုပြီးတော့ညရဲ့တာယာမှုတွေကိုသူပြောလာတယ်တိုင်းရေးပြည်စကားပဲပြောတယ်ညဟာတာယာလိုက်တာလို့ဆိုတာတွေပြောလာတယ်ပြောပြီးတော့သူပြောတော့ဆိုဒီလိုတာယာလှပတဲ့ညမှာဘယ်သူတော်စင်သူတော်မြတ်အဲ့ဒီခေတ်ကတော့သမဏပြမနာလို့ခေါ်တယ်ကိလေသာငြိမ်အောင်ကျင့်နေတဲ့သမဏကိလေသာတွေကိုတွန်းလှန်ဖယ်ရှားပြီးတော့နေတဲ့ပြမနာသမဏပြမနာဖယ်သမဏပြမနာတွေစီသွားရရင်ကောင်းမလဲဘသူစီသွားတရားနာရရင်ကောင်းမလဲလို့ပြောတကယ်တော့သူသွားခြင်းတာဖျားစီသွားခြင်းတာသို့တော့အစတဒေဝရတ်နဲ့ပေါင်းပြီးတော့မြတ်စွာဘုရားကိုကြည်ညိုလေးစားတဲ့သူ့အဖေကိုတတ်တယ်ဖျားရှိတာပဲတဲ့သူ့အဖေကိုနမ်းချပြီးသူတတ်ခဲ့တယ်ဒီပြစ်မှုကြီးကြောင့်သူမသွားရဲဘူးကြောက်နေစိတ်ထဲမှာမတူမတတ်ဖြစ်တယ်နောက်ဒေဝရတ်လုံသမျှတွေသူအားပေးတယ်နာလာဂိရိဆင်ကြီးလွတ်တာတို့ဘုရားတတ်ဖို့လေးသမားတွေလွတ်တာတို့သူပတ်သက်နေတယ်သူအားပေးအားပြောင်းလုပ်ခဲ့တာအလုံးဒေဝရတ်ကိုအားပေးဒေဝရတ်ခိုင်းတဲ့သူလိုက်လို့တယ်ဖះကိုဒုက္ခမျိုးမျိုးပေးတဲ့အတွက်သူပါနေတယ်အဲ့တော့ဒီချိန်ကျတော့သူဘာလို့ဒီစိတ်ဖြစ်တုံးဆိုအဲ့ဒီချိန်မှာဒေဝရတ်ကမြတ်စွာဘုရားကိုပြင်းမှားပြီးတော့မကြမ်းမမဖြစ်ပြီးစေတော်เจ้าမှာမြေမြုပ်သွားတယ်အဲ့ဒီမှာသူပို့ပြီးတော့ထိတ်လန့်တုံနှုတ်သွားတယ်ဒီခါတော့ငါလှဲ့ဖြစ်ပြီးထင်တယ်အဲ့မှာပို့အိတ်မပြောဖြစ်တယ်စိတ်တစားယောဂပေါ့နော်စိတ်ဖြစ်စည်းတဲ့ယောဂဖြစ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားအပေါ်မှာသူကစိတ်ဝင်စားနေတယ်သူ့ဖေတော်ကလည်းကိုယ်ဝစီကတ်ခဲ့တယ်ဒါပေမဲ့ဘုရားစီသူမသွားရဲဘူးမသွားရဲလို့စကားတွေတွဲဝိုက်ပြီးတော့ပြောတော့သူစီသွားရင်ကောင်းမလဲကြံပေးကြပါအောင်ဆိုတဲ့အထိပ်ပဲပေါ့နော်အဲ့ဒီတော့အမတ်တွေကအဲ့ဒီခေတ်ကဘာသာတရားကိုးကွယ်တဲ့ဆရာထင်ရှားတဲ့ဘာသာကြီးက6ခုရှိတယ်မြတ်စွာဘုရားပါဆိုရင်9ခုပေါ့နော်ဘာသာတရားခိုင်းဆရာကြီးတွေကိုးကွယ်ရတဲ့ဘာသာရေးဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဟာ9ဦးရှိတယ်မြတ်စွာဘုရားအပြင်6ဦးရှိတယ်အဲ့ဒီထဲမှာအမတ်တွေကအမျိုးမျိုးပါတယ်ပေါ့ကိုယ်ဘာသာကိုယ်ကွဲကြတယ်အဲ့တော့နှုတ်သက်အားသက်နဲ့ပထမဆုံးထပြီးတော့ဥရဏကတ္တဗကိုကိုးကွယ်တဲ့အမတ်ကထားလျှောက်တယ်ရှင်မင်းကြီးတဲ့ခုချိန်မှာရှင်မင်းကြီးဆန္ဒရှိတယ်ဆိုလို့ရှိရင်ပုရဏကတ္တဗဆရာကြီးစီသွားပါလားအဲ့ဒါဆိုရင်ရှင်မင်းကြီးဟာစိတ်ကြည်နူးမှုရပါလိမ့်မယ်သူကြံပေးတယ်သို့တော့ဘုရင်ကြီးကအင်းမလို့မလို့ငြိမ်းနေလိုက်တော့ဆက်မပြောရတော့သူကနောက်တစ်ယောက်ကထားတယ်အရှင်မင်းကြီးတဲ့မက္ခဏီကောသလာစီသွားစီကပါလားရှင်မင်းကြီးစိတ်ဓာတ်တွေကြည်နူးလာမှာပါမက္ခဏီကောသလာဟာနာမည်ကြီးပါတယ်နော်အရွယ်လေးရောက်နေပါပြီနောက်လိုက်နောက်ပါတယ်လည်းလွန်များတယ်သူ့ရဲ့ဘာသာတရားလည်းအတ္တမလေးစားဝဲကောင်းပါတယ်နဲ့ဆိုပြီးအဲ့တော့လေဇာတတကငြိမ့်နေပြန်နောက်တစ်ခါအစိတကိတကမ္မလာကိုကိုးကွယ်တဲ့အမတ်ကလည်းခုလိုပဲအစိတကိတကမ္မလာထံသွားဖို့တိုက်တွန်းတယ်မင်းကြီးကမလှုပ်ဘူးနောက်တစ်ယောက်ကထပြီးတော့ပကုဒ္ဒကိစ္ဆယနာဆရာကြီးစီသွားပါလားဆိုဘင်းကြီးကမလှုပ်ဘူး
နောက်ထပ်ဒီသင်္ဆေယပိလထဗုဒ္ဓဆိုတာရှင်သာရိပုတ္တရာတို့ရဲ့အလောင်းဥပတိတ္တတို့ရဲ့ဆရာဖြစ်ခဲ့ပါဘူးတဲ့ပြပိုက်သင်္ဆေယပိလထဗုဒ္ဓစီသွားပါလားအဲ့သွားလို့ရှိရင်စိတ်ကြည်နူးမှုရမှာပါရှင်မင်းကြီးစိတ်ချမ်းသာရမှာပါလို့ပြောတာဘုရင်ကြီးကမလွတ်ဘူးအဲ့ဒါနဲ့နိဂန္ဓနန္ဒဗုဒ္ဓခဏိချင်းလို့ခေါ်တယ်ချင်းဖျားလို့ခေါ်တယ်နိဂန္ဓနန္ဒဗုဒ္ဓစီသွားပါလို့နောက်တစ်ယောက်ကတိုက်တွန်းများတယ်အဲ့တော့ဘုရင်ကြီးကဘာမှပြန်ပြောငြိမ်းနေတော့ဆက်မလျှောက်ကြတော့အဲ့တော့တခြားဘာသာတွေအလုံးကကုံသွားပြီဘယ်သူမှမလှုပ်ဘူးအဲ့ဒီမဲ့ဘုရားကိုကြည်ညိုကိုးဝဲတဲ့ဆရာကြီးစီကလည်းပါတယ်ထင်တယ်ဒါပေမဲ့သူကငြိမ်းနေပါပြောငြိမ်းနေတာအမှန်တော့ဘုရင်ကသူ့ကိုပြောစေချင်တာပေါ့ဘာလို့လဲဆိုဘုရားကသူ့ဥယျာဉ်ထဲမှာသူ့ကျောင်းထဲမှာရှိနေတာသူ့စိတ်ထဲမှာတော့စီဝကဘာလို့မပြောတာပါလေငြိမ်းနေတာတော့စီဝကကိုစကားပြောစေချင်တာကျန်တာတွေကသူကအကြောင်းသိပြီးသားဆိုတော့မကြိုက်ဘူးသူမှသူသွားချင်တာဘုရားစီသွားချင်တယ်သို့တော့မသွားရဘူးအဲ့တော့ဘုရားစီခေါ်မဲ့ပို့မဲ့သူကတယောက်တည်းပဲရှိတယ်စီဝကပဲရှိတယ်ဘုရားကိုစိတ်ကူပေးတာကိုသူကတမတော်ကြီးဘုရားနဲ့လည်းယဉ်နှီးတယ်ပေါ့အဲ့တော့အဲ့ကြတော့စီဝကကငြိမ်းနေတဲ့အခါကျတော့အာမလောက်အာမရဖြစ်ပြီးဘုရင်ကိုယ်တိုင်ကတွန်ပနာသမ္မစီဝကကိန်းတုံနှီးငယ်ငယ်တော့သူတို့တူတူဆော့ပဲဖြစ်လိမ့်မယ်စီဝကကလည်းနန်းတော်မှာကြီးတာအဲ့တော့သူ့ရဲ့အကိုကအဘယမင်းသားသို့တော့အဖေတို့အမေခွဲပေါ့အဇာတတတုအဇာတတကမိဘခေါင်ကြီးကပွေးတာဒါပေမဲ့အဘယမင်းသားကြီးပုံရတယ်နော်အဘယမင်းသားကြီးတယ်ဘယင်းနေမှာသားတွေများစွာရှိတော့လေအဖေတို့အမေခွဲတွေဆိုတော့မိဖုရားကောင်းကြီးကမွေးတဲ့သားကသာလဲနမ်းရတယ်ကျန်တဲ့တွေ့တဲ့နမ်းမရဘူးအဘယမင်းသားကနမ်းမရဘူးငယ်ရွယ်တဲ့အစတတကပဲနမ်းရတယ်ပြိုင်ဘက်တွေအများကြီးရှိမှာပေါ့သူကတော့နမ်းလို့ယူလိုက်တဲ့သဘောဖြစ်သွားတယ်အဲ့တော့စီဝကနမ်းတော်မှာကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့တွန်ပနာသမ္မစီဝကကိန်းတုံနေဟဲ့တငယ်ချင်းစီဝကမင်းဘာလို့ငြိမ်းနေတာတော့ပြောစေချင်တာသူဘာလို့ငြိမ်းနေတာတော့ဆိုတော့အဲ့ဒီကြတော့မှစီဝကအခွင့်အရေးရပြီးတော့ထလျှောက်တယ်ရှင်မင်းကြီးတဲ့ကျွန်ုပ်ကိုးကွယ်တဲ့ဘုရားမြတ်စွာဘုရားဟာကျွန်ုပ်ရဲ့တည်းရဲ့ဥယျာဉ်ထဲမှာတန်ခါပေါင်း1250နဲ့သတင်းသုံးနေရရှိပါတယ်တဲ့အဲ့ဒီဗုဒ္ဓဟာအမှန်တမ်းကျင့်ကြံကြိုးကိုအထောက်မှုတွေနဲ့ပြည့်စုံတယ်အကျင့်သိက္ခာနဲ့ပြည့်စုံတယ်မှန်ကန်တဲ့စကားကိုသာပြောဆိုတတ်တယ်လောကအကြောင်းကောင်းကောင်းသိသူဖြစ်တယ်ဆုံးမသွန်တဲ့နေရာမှာတော့အတုမရှိထက်မြက်တယ်နတ်တို့ရဲ့ဆရာဖြစ်တဲ့သစ္စာလေးပါးကိုသိပြီးတော့ဘုံကံကြီးမားတယ်ဆိုတဲ့ခုံသတင်းတွေကြော်ကြားနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုးကွယ်တဲ့ဂေါရမဗုဒ္ဓစီကိုချင်းကပ်ပါတဲ့သွားလိုက်ပါတဲ့သွားလို့ရှိရင်ရှင်မင်းကြီးဟာရှင်မင်းကြီးရဲ့စိတ်ဓာတ်ကြည်နူးလာပါလိမ့်မယ်အဲ့ကြမှာသူလျှောက်တာနော်အဲ့တော့သူပြောစီချင်တာပြောတော့ချက်ချင်းမဲ့သူကအမိန့်တော်အမိန့်ချလိုက်တယ်အေးတငယ်ချင်းစီကဒါဆိုလို့ရှိရင်ဆင်းနေနဲ့သွားရအောင်ဆင်းရင်နေပြင်လိုက်လို့ဆိုဘာလို့မြင်းနဲ့မသွားတော့ဆိုညဆိုတာတိတ်ဆိတ်ငြိမ့်သက်တယ်ဆင်းကခြေလုံးတယ်လေမြင်းဆိုတာဆူတယ်အဲ့တော့ဆင်းကခြေတန်လုံးတယ်ဆင်းနဲ့သွားမယ်ဆင်းတက်ကြီးနဲ့သွားမယ်ပေါ့ညာကြီးထွက်ရမှာဆိုတော့မြို့ပြင်ထွက်တဲ့ဆိုတာအနေရရှိတယ်လေဒါမို့ဆင်းရင်နေနဲ့သွားရအောင်လို့ပြောလိုက်တဲ့အခါမှာဆရာကြီးကလုံညုံရေးကိုအထူးစီစဉ်လိုက်တယ်သူကအမျိုးသမီး900ဆင်မရင်သာ900ချက်ချင်းအမိန့်ထုတ်ပြန်ပြီးတော့ချက်ချင်းပြင်ခိုင်းတယ်ပြင်ခိုင်းပြီးတော့အမျိုးသမီးတွေကိုစေဝဆုံဝဆင်ခိုင်းပြီးတော့ဒီစစ်သားအသွင်ယူစေပြီးတော့ဘုရင်ကြီးကိုဝိုင်းချန်ရန်ထားတယ်စင်တက်ကြီးနဲ့ချန်ရန်ပြီးတော့
ဘုရင်ကြီးရဲ့ဆင်းကိုဝိုင်းရံပေးထားတာအဲ့တော့ဝိုင်းရံတဲ့စင်စီသူရဲ့ကောင်းတွေကအမျိုးသမီးတွေကြီးပဲမျိုးသမီးတွေကြီးဆိုအနေကင်းတယ်ပေါ့ဘုရင်ကြီးနန်းတော်တွေကအမျိုးသမီးတွေကိုပဲချက်ချင်းစစ်ဝတ်ဆုံးဝတ်ခိုင်းပြီးတော့ဆင်းတယ်အဲ့ဒီအဝေးကနေပြီးတော့မြားနဲ့လှမ်းပြည့်ရင်တော့ဘုရင်ကြီးစီမရောက်အောင်သူကစီမံလိုက်တာစင်တက်နဲ့စီမံထားပြီးဘေးကဒီချင်းလင်းစစ်တပ်တွေကနေပြီးတော့လှန်နေဓာတ်တွေများတွေနဲ့မိတုတ်တွေနဲ့အဲ့လိုလုပ်ပြီးတော့မြို့တော်ကထွက်တယ်ခဏအတွင်းမှာသူကစီမံလိုက်တယ်အဲ့ဒါထီတစားမုန်းလာပြီနေပဲအဲ့လိုစီမံပြီးတဲ့အခါမှာရှင်မင်းကြီးဆင်းရဲနေပြင်ဆင်ပြီးပါပြီရှင်မင်းကြီးကြွတော်မူမဲ့အချိန်ရှင်မင်းကြီးကိုယ်တိုင်သိပါတယ်ဒါသူတို့ခေတ်ကပြောရထုံးတာပဲနော်သွားပါလို့မပြောဘူးအလုံးစင်သင့်ဖြစ်ပါပြီဒါပဲပြောတယ်သူသဘောကျသူကသူလှုပ်ချင်လို့မလှုပ်ချင်ဘူးသူပဲပြောရတယ်ယတ္တတာနေကာလမညတိသင်မင်းကြီးသွားရမယ့်အချိန်သင်မင်းကြီးသိပါတယ်ပဲဒီလိုပဲပြောလိုက်တယ်နော်အဲ့တော့ဘင်းအပြစ်လွတ်အောင်ပြောရတာအဲ့တော့ ਨੇ အဇန္တတမင်းကြီးဟာမိတုတ်တွေမိရှူးတွေဒီကင်ဆောင်ထားတဲ့အချမ်းရံတွေနဲ့စင်စည်းသူရဲ့ကောင်းဖြစ်တဲ့အမျိုးသမီးတွေ900ချမ်းပြီးတော့မြို့တော်ဟာကြီးကျယ်တဲ့အခမ်းအနားကြီးနဲ့ထွက်တာရှိဝကရဲ့တဲ့ဥယျာဉ်ကိုသွားတာအဲ့ဒါဒီလပြည့်နေညပဲအဲ့ဒီမြို့တကားဖွင့်ပြီးတော့ထွက်သွားပြီအဲ့ဒီလိုထွက်သွားတော့မြို့ပြင်ရောက်တဲ့အခါရှိဝကတဲ့ရဲ့ဥယျာဉ်အနိနာရောက်သွားတယ်ညအခါဆိုတော့အင်မတန်မှလည်းတိတ်ဆိတ်နေတယ်ရှိဝကရဲ့စီမံချက်ကြောင့်တီးတာမှုတ်တာတွေဘာတွေမပါဘူးငြိမ်ငြိမ်သက်သက်ကလေးသွားတာဆင်းကလည်းခြေလုံတော့ဆင်းရဲ့ခြေတန်းတွေကလည်းမကြဘူးအလုံးကကုန်းချောင်းလျှောက်သွားကြတာဆိုငြိမ်သက်လာတဲ့အခါရှိဝကကြီးရဲ့တည်းရဲ့ဥယျာဉ်ရောက်တော့ဇရတမင်းကြီးတဲ့မှာအတွေးတစ်ခုဝင်လာတယ်အတွေးတစ်ခုဝင်လာတယ်သူပြောတော့တန်ခါ1000နဲ့1250ရှိတယ်လို့ပြောတယ်ဘာသာမှလည်းမကြားရဘူးဥယျာဉ်ကြီးတစ်ခုလုံးအနာနာရောက်သွားတဲ့အခါငြိမ်နေအကြတန်ကြာလောက်ညတိတ်ဆိတ်နေဘာသာမှမကြားမိတွေလည်းမမြင်ရဘူးငြိမ်တိတ်ဆိတ်နေတဲ့အခါဇရတလန့်သွားတယ်သူစိတ်ထဲမှာတန်တရားဝင်သွားတယ်ငါတော့ရှိဝကလှည့်စားပြီးတော့ငါတော့ဖမ်းတော့မယ်ထင်တယ်လို့စိတ်ထဲမှာအဲ့လိုဖြစ်သွားတယ်ဒါကြောက်စိတ်ဝင်တာကိုယ့်ကိုစိတ်မလုံတာပေါ့နော်စိတ်မလုံတာဖြစ်သွားတယ်ဖြစ်သွားပြီးတော့အနာနာမှာသူ့နာလေးကနေကပ်ပြီးတော့လိုက်လာတဲ့ရှိဝကကိုပြောတာကိစိမံသမ္မာရှိဝကနာဝနေစေသည်တငယ်ချင်းစီကမင်းငါ့ကိုလှည့်စားတာတော့မဟုတ်ပါဘူးနော်မင်းကိုငါ့ကိုလှည့်စားတာမဟုတ်ဘူးမို့လားသူကသူ့ကိုလှည့်စားပြီးခေါ်လာတယ်လို့ထင်တယ်သူတည်းရဲ့ဥယျာဉ်ထဲမှာခုနစစ်တက်ထားပြီးတော့သူ့ကိုထောင်ချောင်းဆင်ပြီးတော့ဖမ်းလိုက်မယ်လို့သူ့စိတ်ထဲမှာအတွေးနဲ့ချဲ့သွားတာပေါ့အဲ့ဒီမှာမင်းငါ့ကိုမလှည့်စားဘူးမှန်တယ်လားငါ့ကိုလိမ့်လဲလှည့်ပြတာမဟုတ်ဘူးမို့လားငါကိုရန်သူတွေရဲ့လက်ကိုမင်းမအပ်ဘူးမဟုတ်လားမင်းပြောတော့တန်ခါပေါင်း1250ရှိတယ်လို့ပြောတယ်စကားပြောတန်လည်းမကြောက်ဘူးခြီတန်လည်းမကြောက်ဘူးချောင်းဆိုးတန်လည်းမကြောက်ဘာသာမှမကြောက်တိတ်ဆိတ်နေတဲ့နေအဲ့တော့မင်းငါကိုလဲစားတာမဟုတ်ဘူးလားလို့ကြောက်နဲ့တုံနဲ့ပြောတာသူတို့လည်းတရားမှတော့ကြောက်တာပေါ့နော်အဲ့တော့အဲ့တော့ရှိဝကအပေးတယ်မဟာယိမဟာရာဇရှင်မင်းကြီးတော့အိန္ဒိယနိုင်ငံထုံးစံမှာခဏလေးပဲမဟာရာဇာလို့ခေါ်တာပဲမဟာရာဇာမကြောက်ပါနဲ့နတ်တံဝင်စေမိသမင်းကြီးကိုမလှည့်စားပါဘူးဖြားယောင်းသွေးဆောင်တာမလုပ်ပါဘူးရှန်သူလည်းမအပ်ပါဘူးရှင်မင်းကြီးရဲသာရှိသွားပါဟိုနာကဖျားထိုင်နေတဲ့မန္တလမာလဆိုတဲ့အဆောက်အဦကြီးထဲမှာမိထွန်းထားတာတွေ့လားအဲ့ပါဖျား
န်ဃာတွေထိုင်းနေတဲ့နေရာမီးလေးတော့ထွန်းထားတာရှိတယ်မီးမှုန့်ပြပြလေးတစ်ခုတွေ့နေအဲ့တော့အဲ့ဒီမှာဘုရားရှိနေပါတယ်သင်မင်းကြီးရဲသွားပါဆိုတော့မှတဲ့ဥယျာဏမှာရောက်တဲ့အခါမှာတကားဝမှာအလုံးဆင်းနေဦးထားခဲ့ပြီးတော့အဇဒတမင်းနဲ့ကိုရံတော်တွေဟာခြေချင်းမြတ်စွာဘုရားသရင်သုံးတဲ့ဒီအဆောက်အဦကြီးဘက်ကိုရောက်သွားကြတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်သွားရောက်သွားကြတယ်ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီအဆောက်အဦကြီးအတွင်းမှာအဆောက်အဦကလည်းအဝိုင်းကြီးဆောက်ထားတာပေါ့နော်အဝိုင်းကြီးဆိုတော့အလဲကောင်းမှတိုင်ပါတယ်အဲ့ဒီတိုင်ကိုမှီပြီးတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာမူပြီးတော့ထိုင်တယ်ယဟန်တွေကနောက်ပိုင်းကနောက်ကျောကနေဝိုင်းပြီးတော့ထိုင်နေကြတယ်မီးလေးကထွန်းထားတယ်ဘယ်သူမှစကားမပြောဘူးထိုင်နေကြတယ်အားလုံးတိတ်ဆိတ်ငြိမ်သက်စွာကမ္မထာထိုင်တယ်လို့ထိုင်နေကြတယ်အဲ့ဒီနာရောက်တဲ့အခါကျတော့ဒီအားပေးပြီးတော့ထဲတဲ့ကိုတကားပေါက်ထဲဝင်လိုက်တယ်မြတ်စွာဘုရားအဲ့လိုထိုင်နေတယ်ရှမ်းသံဃာတွေကိုမြင်ရပြီအဲ့ချက်ဝင်လိုက်တယ်ဝင်သွားပြီးတော့မြတ်စွာဘုရားကိုလည်းတွေ့တယ်သံဃာတွေကိုလည်းတွေ့တယ်အလုံးဟာစကားတစ်ခုမှမပြောဘဲနဲ့သံဃာတစ်ထောင်ကျော်ဟာအတန်တိတ်တိတ်မှမထွက်ဘူးစကားပြောတာတစ်ခုမှမတွေ့ဘူးအလုံးဟာကမ္မထာရှုနေကြတာနော်ကမ္မထာထိုင်နေကြတာအဲ့ဒီလိုတိတ်ဆိတ်ငြိမ်သက်ပြီးတော့နေလိုက်တဲ့အခါမှာအဇဒတမင်းရဲ့စိတ်ထဲမှာဘလို့ဖြစ်လာတော့တိတ်ဆိတ်ငြိမ်သက်လို့ရှိရင်သူစိတ်ဓာတ်ပြောင်းလဲသွားတယ်မှန်တယ်ငယ်တော့ဘုန်းကြီးတို့စကိုင်းကျောင်းမှာနိုင်ငံသားဧည့်သည်တွေရောက်လာတယ်အမှတ်တရရုရှားကလာတာအဲ့တော့လူတွေရုရှားဧည့်သည်တွေရောက်လာအဲ့တော့တန်ဃာတွေကိုဖူးကျင်နေဆိုတော့တန်ဃာတွေကဆွန်းစားနေတဲ့အချိန်ဖြစ်တော့သူတို့လိုက်ပြတယ်လိုက်ပြတော့အဲ့တော့တန်ဃာဟိုနောက်တော့ရှိ50ကျော်လောက်ပဲရှိပါတယ်အဲ့ဆွန်းစားကြောင့်ဝင်ပြီးတော့သွားချိကြတဲ့အခါမှာဘယ်သူမှစကားမပြောဘူးစွန်းတန်ပကံတန်လည်းမကြဘူးတိတ်ဆိတ်ငြိမ်သက်နေတာတွေကိုချိပြီးအဲ့နိုင်ငံခြားဧည့်သည်တွေလည်းငြိမ်သွားတာသူတို့ငြိမ်ပြီးတော့ချိနေကြပြီးတော့ very peaceful လို့ပြောတယ်ဒါမှတ်မှတ်ရရဖုံဖုံငယ်တော့နော်ငြိမ်သက်သွားလို့ရှိရင်သူတို့ဓာတ်ကူးသွားတဲ့သဘောပေါ့ very peaceful လို့ပြောတယ်ဒီเจ้าနဲ့ရောက်လာလို့ရှိရင်လည်းဒီတိုင်းပဲတစ်ခါတခါလူတွေဟာဘယ်သူမှလည်းမတွေ့ရဘူးတိတ်ဆိတ်ငြိမ်သက်နေတာကြည့်လို့ရှိရင်စိတ်ထဲမှာကြည်နူးမှုတစ်ခုခံစားရတယ်ပေါ့နော်အဲ့လိုခံစားရတယ်အဲ့တော့ဒီအဇဒတမင်းဟာလည်းပဲဖယားနာရောက်တဲ့အခါတန်ဃာတွေရဲ့ငြိမ်သက်မှုကိုကြည့်ပြီးတော့သူစိတ်ထဲမှာမပြောတော့ဆိုအခုလိုငြိမ်သက်မှုမျိုးနဲ့ငါရဲ့သားတော်ဥရိယပရမင်းသားများငြိမ်သက်ရင်ကောင်းမှာပဲလို့သူကသူပါဇက်ထဲကအတန်ထွက်ပြီးတော့ပြောလိုက်တာနော်ငါရဲ့သားလေးအခုလိုများအခုလိုဘုန်းကြီးတွေငြိမ်နေတယ်လို့တန်ဃာတွေငြိမ်နေတယ်လို့ငါသားလေးငြိမ်နေကောင်းမှာပဲလို့အဲ့ဒါကိုထက္ကရာဆရာကမှတ်ချက်ရေးထားတယ်ဘာဖြစ်လို့သူကသူ့သားကိုအခုလိုငြိမ်းချမ်းစေချင်တာတော့ဆိုတော့သူကောင်းထဲမှာတွေးရှိတယ်သူကောင်းထဲမှာတွေးရှိတယ်ဘယ်လိုတွေးတာတော့ဆိုတော့သူ့သားကသူ့ကိုမေးလိုက်မယ်အဖေကငယ်ငယ်ရှိသေးတယ်အဖိုးပဲရောက်သွားလဲအဖိုးပဲရောက်သွားလဲမေးတဲ့အခါကျတော့သူသိလိုက်မယ်အဲ့ဒါအဖိုးသူကတတ်ပြီးတော့သူကနမ်းယူထားတာဟုတ်ဖြေရမယ်ဆိုလို့ရှိရင်အဖိုးကိုတတ်ပြီးတော့သူနမ်းယူထားတယ်ဆိုအဲ့ဒီအဖြေကြားလို့ရှိရင်ဒီကလေးကလည်းငါလည်းသူ့တတ်ပြီးတော့နမ်းယူရရင်ကောင်းမှာပဲဆိုအတွေ့အဝမှသိကြောက်တယ်ကိုလုံးတယ်လို့လိုက်လို့မှသိကြောက်တယ်အဲ့ဒါကြောင့်မလို့သူကဒီယဟန်တန်ဃာတွေငြိမ်သက်တယ်လို့ဥရိယပရမင်းသားငြိမ်သက်သွားရင်ကောင်းမှာပဲဒါပေမဲ့နောက်ဆုံးသမိုင်းကြောင်းကြတော့အဇဒတကိုတတ်တာပဲသူကနော်အဇဒတကဗိမိတာရကိုတတ်တယ်အဇဒတကိုဥရိယပတကတတ်တယ်
တခါဥရိယပဒသားဥရိယပဒကိုတတ်တယ်50အဖေးသက်ပြီးနန်းတက်တာအစင်လာကြီးတစ်ခုဖြစ်သွားတယ်တော့အဲ့လိုထီအောင်ဖြစ်သွားတယ်ဒါမျိုးကကြောက်စရာတော့ကောင်းတယ်နော်အစင်လာဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့သူကဥရန်ကျူတာတဲ့အထက်ကရာကမှတ်ချက်ရေးထားတယ်အဲ့တော့ तू ကဖယားကိုလည်းနှုတ်မဆက်ရဲဘူး तू လှုပ်ထားတဲ့အပြစ်တွေတွေးမိနေတော့ तू စကားမစရဲဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အတန်ကထွက်ပေါ်လာတယ်အကမခောတုမာရဇယထာပိမံကိုချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်ထံရှင်မင်းကြီးစိတ်ရောက်နေသလားမြတ်စွာဘုရားအဲ့ဒါတွေမေးလိုက်တယ်ချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်ထံစိတ်ရောက်နေသလားလို့ဘုရားစပြီးတော့စကားပြောလိုက်တာအဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မှသူကပိယောမိဗန္တိဥရိယဘတော်ကုမာရောရှင်ဘုရားဥရိယဘတော်မင်းသားကိုသားတော်လေးကိုသူကအမြဲတမ်းချစ်ပါတယ်တဲ့ဒါကြောင့်မို့ဒီဥရိယဘတော်မင်းသားဟာရှမ်းသံဃာတွေရဲ့ငြိမ်သက်မှုမျိုးငြိမ်သက်ရင်ကောင်းပါပဲလို့တွေးမိနေတာပါဘုရားလို့ရှောက်အဲ့ဒါစကားရသွားတယ်နော်စပြီးစကားပြောရဲသွားတယ်အဲ့ဒီမှာအဲ့ဒီကျမှသူဟာမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့လက်အုပ်ချီပြီးတော့တနေ့မှထိုင်လိုက်တာခုနကတော့မတ်တက်ရနေတာနေရယူတယ်အဲ့ကျတော့မှနေရယူပြီးတော့ထိုင်တယ်အလုံးထိုင်ကြတယ်အဲ့ကျတော့မှထိုင်ပြီးတော့ဘုရားကိုဘာလျှောက်တော့ဆိုပုစေယမဟံဗန္တိဘဂဝန္တကိစ္စည်းတွေဝထိတံသစေမိဘဂဝါဩကတံကရောတိပညတဝေယကရဏဒါလူရင်ချေးမှုပဲရှင်ဘုရားပြဿနာဖြေဖို့အခွင့်ပေးမယ်ဆိုရင်တပည့်တော်တခုမေးချင်ပါတယ်ခွင့်တောင်းလိုက်တာဘုရားရှင်မေးချင်ပါတယ်ဆိုတော့မြတ်စွာဘုရားတခွန်းနဲ့ပဲပြန်ပြောတယ်ပု္ပ္ပမဟာရာဇယထာခင်သည်ဤကြိုက်တာမေးပေါ့အဲ့တော့ဘုရားကတော့မေးချင်တာမေးလို့ပြောလိုက်တာရှင်သာရိပုတ္တရာတောင်အဲ့လိုအဖြေမပေးဘူးတဲ့ဘယ်လိုပေးတော့ဆိုရင်ပု္ပ္ပသုတ်တော်ဟာစာနေတမှာကဲမေးပါလေအမေစကားတိမှဖြေနိုင်မယ်မဖြေနိုင်ဘူးဆိုတာ तू ပြောပါမယ်ပေါ့ရသော်ဘုရားကတော့အဲ့လိုပြောဘူးကဲကြိုက်တာမေးချင်တာမေးလို့ပြောလိုက်တဲ့အခါမှာ तू ပါမေးတော့ဆိုအဲ့ဒါလေးပဲအဓိကတော့နော် तू ပါမေးတာအချင်းချုပ်ပြောရမယ်ဆိုရင်ခုခေတ်ပြတဲ့အတတ်ပညာရှင်တွေရှိကြတယ်တဲ့သူနန်းတော်မှာအမှုထမ်းနေတဲ့ပုဂ္ဂိုလ်တွေဟာဆိုပါစို့မြင်စီတတ်ရှိတဲ့လူတွေစင်စီအတတ်တဲ့ပုဂ္ဂိုလ်တွေအမှုထမ်းကောင်းတွေအချက်ပြုတ်သမားတွေဒီပန်းစင်တဲ့အလှပြင်းတဲ့ပုဂ္ဂိုလ်တွေအရေးအတွက်ကဏ္ဍလောက်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကကိုယ်အတတ်ပညာအလိုက်သူတို့ကိုယ်ချမ်းသာအောင်နေနိုင်ကြတယ်အတတ်ပညာကိုမိပြီးတော့အသက်မွေးကြတယ်မိဘတွေကိုကြွေးထားနိုင်တယ်မိတ်ဆွေတွေကိုကြွေးထားနိုင်တယ်ကုသိုလ်ကောင်းမှုတွေလုပ်နိုင်ကြတယ်ဆိုလောကမှာအတတ်ပညာရှင်တွေကကိုယ်ပညာကိုမိပြုပြီးတော့စာဝတ်နေဆင်ပြေုံနဲ့မကဘူးကြွေးမွေးဆောင်းရှောက်ထားနိုင်ကြတယ်တဲ့အဲ့ဒီအတတ်ပညာရှင်တွေဟာသူတို့ရဲ့အတတ်ပညာရဲ့လက်တွေ့အကျိုးကိုခံစားရတယ်လို့အရှင်ဘုရားတို့လိုတောထွက်ပြီးတော့ဒုဘောင်ကိုခွာပြီးတော့ယဟန်ခံကြတယ်အဲ့ဒီယဟန်ခံတဲ့ပုဂ္ဂိုလ်ရဲ့ယဟန်ဖြစ်ကူးပြောင်းခြင်းရဲ့လက်တွေ့အကျိုးပြနိုင်ပါသလားဒါမေးတာသူအဲ့ဒါကိုတာမညဖလလို့ခေါ်တယ်တာမညဆိုတာတမနာယဟန်ဘဝယဟန်ဖြစ်ဖလဆိုတာအကျိုးကျေးဇူးပမာစကားနဲ့ပြောရင်ဘုန်းကြီးဝတ်တာဘာအကျိုးရှိလဲခုနအတတ်ပညာသမားတွေကဒီငွေကြေးတနာရတယ်ကိုယ်တတ်ပညာကိုမိပြုတော့ဘုန်းကြီးဝတ်တာဘယ်လိုအကျိုးရလဲဒါသိချင်တာသူနော်ဘုန်းကြီးဝတ်တာဘာသူစိတ်ထဲမှာဘုန်းကြီးဝတ်တာဘာအကျိုးရှိတယ်လို့သူမသိဘူးငွေမှမရတာနော်အဲ့ဒါမျိုးပြောတာပေါ့နော်လောက်ကင်စားတော့တာမှမဟုတ်တာဘုန်းကြီးဝတ်တာအဲ့တော့ဘာအကျိုးရတော့လက်တွေ့ဘဝမှာအကျိုးရသလားညာတော့အပြင်ထင်တာဘုန်းကြီးဝတ်တာနောက်ဘဝကျတော့နတ်ပြည်ရောက်ဖို့ဝတ်တယ်လို့ထင်ကြတယ်နောက်ဘဝအတွက်လုပ်တယ်လို့ထင်တာဗမာပြည်လည်းလို့ထင်ကြတာပဲလေ
ကုသိုလ်ကောင်းမှုလို့ဒါတွေကနောက်ဘဝရွယ်ထင်နေတာအဲ့တော့ဘုန်းကြီးတို့ကလည်းနောက်ဘဝလို့ထင်ကြတယ်အဲ့ဒါကြောင့်သူမေးတယ်ဘုန်းကြီးတို့ဟာဒီဘဝမှာဘာရတယ်ဆိုတာလက်တွေ့ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုရှင်ဘုရားပြောနိုင်ပါသလားတဲ့ဒီမေးခွန်းမေးလိုက်တာမြတ်စွာဘုရားမေးခွန်းကိုတမ်းမဖြေဘူးဘာလို့တမ်းမဖြေတော့ဆိုအဲ့ဒီထဲမှာလူပေါင်းစုံပါလာဘာသာပေါင်းစုံပါတယ်ဘာသာပေါင်းစုံပါလိုက်တဲ့အခါမှာမြတ်စွာဘုရားအကယ်၍တမ်းပြီးတော့ဖြေလိုက်လို့ရှိရင်သူလူရင်းစကားရောက်မှာမဟုတ်ဘူးမြတ်စွာဘုရားအမတ္တမအလုံးကိုကဲခတ်ပြီးတော့ဘုရင်ကြီးကိုပြန်မေးတယ်ဒီမေးခွန်းကိုတဲ့အခြားသမဏဗြဟ္မဏတွေကိုမေးဘူးတဲ့ဆိုတာမှတ်မိလားမေးဘူးသလားလို့မေးလိုက်တော့ဆိုတော့အရှင်ဘုရားမေးဘူးရင်ပြောမလားလို့ဆိုရှင်ဘုရားတဲ့သူတို့ဘယ်လိုဖြေခဲ့တယ်ဆိုတာသင်မင်းကြီးပြောနိုင်လားလို့ဆိုရှင်မင်းတပည့်တော်ဟာတဲ့ပြောဖို့ဝမလေးပါဘူးတဲ့အခုမြတ်စွာဘုရားရှေ့မှာဒီလိုပုဂ္ဂိုလ်မြတ်ထံရှေ့မှာတပည့်တော်ပြောဖို့ဝမလေးပါဘူးမေးဘူးပါတယ်ဒီမေးခွန်းကိုတခြားရက်သမဏဗြဟ္မဏတွေရှိတယ်မေးဘူးပါတယ်ရှင်ဘုရားကိုလျှောက်ထားဖို့ဝမလေးပါဘူးလို့ဆိုတာဒါဆိုရင်ပြောစမ်းမအောင်ဆိုတော့ခုနကအမတ်တွေကလမ်းညွှန်ထားတယ်ပုရဏကသဝစီလျှောက်ဖူးတယ်နော်မေးခွန်းမေးဘူးတယ်ပုရဏကသဝစီသွားပြီးတော့မေးခွန်းမေးတော့ဗာပြောတော့ तू ကသူ့ policy သူ့ဝါဒသူ့တရားပဲဟောလိုက်တယ်ဟိုကသိကျင်တာကယဟန်ဝဋ္ဌဘာအကျိုးရလဲဆိုတော့သိကျင်အဲ့ဒါတခုမှမဖြေဘူးမဖြေဘဲနဲ့သူဖြေလိုက်တာသူ့ရဲ့စကားတွေသူ့ရဲ့ယူဝါဒကိုပဲဖြေတော့သူကအစတတကမကြိုက်ခဲ့ဘူးမနှစ်ချိုက်ခဲ့ဘူးသူမေးခွန်းရဲ့အဖြေမရခဲ့ဘူးပေါ့နော်ထို့တူပဲမက္ခဏီကောသလဆရာလည်းအဖြေမရခဲ့ဘူးသူဝါဒပဲသူဟောလိုက်တယ်အစိဒကိတကမလနောက်သင်္ဆေယဗေလထပေပုဒ္ဓပကုရကိစ္ဆယနာနိကန္ဒနာတဗုဒ္ဓတို့ဟာသူတို့ရဲ့တရားကိုပဲသူ့ကိုဟောလိုက်တယ်သူမေးတဲ့အဖြေကိုမဖြေဘူးတရားအဲ့ဒါနဲ့အဇဒတဒီမေးခွန်းကိုမေးတာဖာသာဆရာခိုင်းဆရာကြီးတွေကိုမေးခဲ့တာစုံနေပြီအဲ့တော့သူတို့ဖြေတဲ့စကားတွေကိုမကျေနပ်ပေမဲ့လို့ကန့်ကွက်ခြင်းရှုတ်ချခြင်းပြစ်တင်ခြင်းမပြုဘဲနဲ့အေးစစ်စစ်ထပြန်လာခဲ့တယ်နော်အဲ့တော့အေးစစ်စစ်ထပြန်လာခဲ့တယ်သူမေခွန်းရဲ့ဖြေကိုမရခဲ့ဘူးပေါ့သူကြိုက်တဲ့မေးဖြေကိုမရခဲ့ဘူးအဲ့တော့မရခဲ့သည့်အတွက်ကြောင့်သူလျှောက်တယ်တပည့်တော်ကရှမ်းဘဝလက်တွေ့ရတဲ့အကျိုးကိုမေးတာတဲ့သူတို့ကသူတို့ရဲ့တရားကိုပဲဖြေတယ်တဲ့အဲ့တော့တပည့်တော်စိတ်ထဲမှာငါလိုဘုရင်တူကကိုယ်တိုင်းပြည်မှာနေတဲ့သမဏဗြဟ္မဏပုဂ္ဂိုလ်တွေကိုဘယ်လိုလုပ်ပြီးတော့အပြစ်တင်ရှုတ်ချရမလဲမရှုတ်ချနိုင်ဘူးပေါ့မလုံးနိုင်ဘူးဘာသာရေးကိုသူမစော်ကားခြင်းဘူးပေါ့နော်အပြစ်မပေးဘူးပေါ့အပြစ်မပေးလို့ဘူးပေါ့ဒါကြောင့်မို့လို့သူတို့ပြောတဲ့စကားကိုလက်မခံဘူးမကန်လည်းမကန်ကွက်ဘူးကြိုက်လည်းမကြိုက်ဘူးမနှစ်သက်ခဲ့ဘူးဒါကြောင့်မို့ထောက်ခံခြင်းကန့်ကွက်ခြင်းမလုပ်ဖဲနဲ့ဒီနောက်ဆုံးမှာမကြိုက်ဘူးဆိုတဲ့စကားတော့မပြောဘဲနဲ့သူတို့စကားတဲ့စကားကိုမမှတ်ဖဲထိုင်ရနေထပြန်ခဲ့တယ်အဲ့တော့သူတို့ပြောတဲ့စကားလုံးဝမှတ်မထားဘဲနဲ့ထပြန်ခဲ့တယ်ဩသူဒီမေးကိုမေးချင်နေတာကြားလာပြီမေးလည်းမေးခဲ့တယ်ပေါ့အဲ့ဒါလို့သူထပြန်လာခဲ့ပါတယ်တဲ့အခုလည်းပဲမြတ်စွာဘုရားကိုဒီမေးကိုမေးပါတယ်တဲ့လောကမှာအတတ်ပညာရှင်တွေဟာသူတို့ရဲ့အတတ်ပညာကိုအမိပြုပြီးတော့စာဝတ်နေပြည့်စုံကြတယ်မိဖေတွေကိုကြွေးထားနိုင်ကြတယ်သာသမီတွေမိသားစုတွေကိုကြွေးထားနိုင်ကြတယ်သူတို့အကျိုးကျေးဇူးတွေရရှိကြတယ်ပေါ့နော်အဲ့ဒါလို့သာသနာ့ဘောင်ဝင်ပြီးတော့အခုလို့ရဟန်းဘဝကူပြောင်းတာဟာလက်တွေ့ရနိုင်တဲ့အကျိုးပြောလို့ရမလားလို့ဆိုမြတ်စွာဘုရားဖြေတယ်တက်ကမဟာရာဇာ
ပြောလို့ရပါတယ်တဲ့တေနဟိမဟာရဇတင်ញိဝိထပရိပု္ပ္ပစိတ်တာမိယထာတိခမေယတထတံပြကရိယဆိုမြတ်စွာဘုရားသူ့ကိုစကားချိလိုက်တယ်ဒါဆိုရင်သင်မင်းကြီးကိုပဲပြန်မေးမယ်တဲ့ကျိုက်သလိုဖြေပါတဲ့သင်မင်းကြီးမှာအမှုတန်းကောင်းတယောက်ရှိတယ်ဆိုပါစို့တဲ့အဲ့ဒီအမှုတန်းကောင်းကတနေ့ကျတော့စဉ်းစားတယ်တဲ့အေးလောကကြီးဟာစမ်းကြင်လိုက်တာကံတရားဆိုတာလဲစမ်းကြင်လိုက်တာအဇာတတဘုရင်ကြီးကလည်းလူပဲငါလည်းလူပဲဒါပေမဲ့အဇာတတဘုရင်ကြတော့မလီရွှေနန်းတော်နဲ့ခြံရံနေနဲ့စိတ်နဲ့နေရတယ်ငါကြတော့သူ့ရဲ့ဝကြုငယ်တွေပြုတ်ပြီးတော့ငါကြတော့စိတ်နဲ့မနေရဘူးအဲ့တော့ငါလည်းသူ့လိုလူချင်းတူပါရဲ့တန်းနဲ့သူကြတော့စိတ်နဲ့နေပြီးတော့ငါတော့အလုပ်တွေကိုပင်မအောင်လုပ်ရတယ်ပေါ့သူ့အတွက်ငါအများကြီးလုပ်ပေးနေရတယ်လူချင်းတူပါလေရဲ့တန်းနဲ့အဲ့တော့လောကမှာကံချင်းကမတူတာပါလားဒီဘဝမှာအစာတသက်လို့နေနိုင်ဖို့အတွက်ကုသိုလ်ကောင်းမှုတွေဒီသူ့လိုကုသိုလ်ကောင်းမှုတွေငါလည်းလှုပ်တဲ့နဲ့ပေါ့အခုကငါတို့ကကံချင်းกว่าတော့ငါကသူ့ဝန်တန်းသူကတော့ငါရဲ့အရှင်သခင်ဖြစ်နေတယ်ဆိုပြီးတော့အဲ့ဒီလူဟာတဲ့နောက်ပိုင်းကျတော့ဇာတတမင်းကြီးနဲ့လူဘဝမှာမရှင်းနိုင်တော့သာသနာ့ဘောင်ဝင်ပြီးရန်ခံလိုက်တယ်ရှမ်းဖြစ်သွားတယ်ရှမ်းဖြစ်ပြီးတော့ယဟန်ကျင့်စဉ်တွေကိုသူကျင့်တယ်သာသနာ့ဘောင်မှာပျော်ပြီးတော့နေတဲ့အခါမှာရှင်မင်းကြီးကိုလာပြီးတော့တရင်ပို့လိုက်မယ်တဲ့ရှင်မင်းကြီးရဲ့ဝန်တန်းတယောက်ဟာဘုန်းကြီးဝတ်သွားတယ်သို့တော့ဘုန်းကြီးကျင့်နေကျင့်ပြီးသူကောင်းကောင်းမွန်မွန်နေတယ်ဆိုရင်ရှင်မင်းကြီးကိုလာပြီးတော့အဲ့လိုတန်တော်ဦးတင်လို့ရှိရင်ဒီလူကိုပြန်ပြီးတော့ရှင်မင်းကြီးကငါရဲ့ဝကြုငယ်တွေမင်းပြန်လောက်ခဲ့လာငါဝန်တန်းပြန်လို့ဆိုပြီးတော့သူ့ကိုခေါ်မလာတဲ့ဆိုတော့ဘုရင်ကြီးကပြောလိုက်တယ်ရှင်ဗျာတဲ့သာသနာ့ဘောင်ဝင်ပြီးတော့တရားကျင့်နေတဲ့သူတော်စင်သူတော်မြတ်ဖြစ်နေသည့်အတွက်ကြောင့်တဲ့သူ့ကိုပြန်ပြီးတော့ငါဝန်တန်းလုပ်လို့မခေါ်ပါဘူးတဲ့တပည့်တော်ကပဲသူ့ကိုလူအပ်တာတွေလူတန်းထောက်ပံ့ပေးမှာပါအဲ့ဒါအကျိုးပဲလေတဲ့အဆောဗျာအရင်တော့သူ့ဝန်တန်းလေအခုသာသနာ့ဘောင်ဝင်ရန်ခံလိုက်တဲ့ကျတော့ဝန်တန်းဘုရားလွတ်ပြီးဘယင်းကတောင်မှထောက်ပံ့ထားတယ်ဆိုဒါအကျိုးပဲတဲ့ဒါသူနားလဲတဲ့ဟာကိုပထမဆုံးပြောပြတာအဲ့တော့ရှင်မင်းကြီးတဲ့ဘယ်လိုပြောမလဲတဲ့ဒီလိုဆိုလို့ရှိရင်သူရဟန်းဝတ်တဲ့လက်တဲ့ဘုရားအကျိုးရှိသလားမရှိဘူးလားဆိုတော့အရှင်ဘုရားဒီလိုဆိုရင်တော့ရှိတာပေါ့တဲ့အကျိုးရှိတာပေါ့တဲ့နော်ဒါဟာလက်တွေ့နိုင်တယ်ရှင်ဘုရားရဲ့အကျိုးတရားပဲတာမညဖလားပဲလို့ပြောတော့စရတမင်းကြီးဆက်မိတယ်အရှင်ဘုရားတဲ့ဒီလိုလက်တွေ့ဘုရားအကျိုးရှိပုံတွေကိုနောက်တစ်မျိုးပြောနိုင်အောင်မလားဆိုတော့မြတ်စွာဘုရားပြောနိုင်တယ်တဲ့ဆိုပါစို့တဲ့ရှင်မင်းကြီးရဲ့တိုင်းပြည်မှာရှင်မင်းကြီးကိုအခွန်တော်ဆက်တာနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်စီးပွားရေးသမားတွေရှိတယ်သူတို့ရတဲ့အခွန်တွေကိုဆက်ကြတယ်အခွန်ဝန်တန်းတွေရှိတယ်အဲ့ဒီအခွန်ဝန်တန်းတွေကလည်းကံဆိုတာဆန်းကျင်လိုက်တာငါလည်းလူပဲဘယင်းကလည်းလူပဲသူကြတော့လေချမ်းချမ်းသာသာနေရတယ်ငါတို့ကသူ့ကိုအခွန်ဆက်နေရတယ်စဉ်းစားပြီးတော့ငါတို့သူ့ကိုရှင်းနိုင်အောင်ကုသိုလ်လုပ်မှပဲဆိုပြီးတော့သူတို့လည်းသင်္ကန်းဝတ်လိုက်ကြတယ်အဲသင်္ကန်းဝတ်လိုက်တဲ့အခွန်ဝန်ထမ်းတွေကိုရှင်မင်းကြီးစီတရင်ပို့တဲ့အခါရှင်မင်းကြီးကအဲ့ဒီအခွန်ဝန်ထမ်းတွေဘုန်းကြီးဘွားကထွက်ခဲ့သူ့စီပြန်ပြီးတော့အခွန်ဆက်ရမယ်လို့ပြောမလားလို့ဆိုဒါသူခိကဘာသာတရားတဲ့ဝတ်တိုင်းကင်းလွတ်ခွင့်ရသွားတာဟုတ်နော်ထုံးတမ်းစင်လာရမပြောပါဘူးတဲ့တပည့်တော်ကပဲသူတို့ကိုပင်ဖိတ်တာတို့နေရာပေးတာတို့ဆွမ်းကွမ်းလှူဒန်းတာတို့လုပ်မှာပါဆိုတော့ကဲအဲ့လိုဆိုလို့ရှိရင်ယဟန်ဘဝဟာလက်တွေ့အကျိုးရှိသလားမရှိဘူးလားဆိုတော့ရှိပါတယ်ဗျာအဲ့လိုမြတ်စွာဘုရားကဒီနှစ်ခုပြောလိုက်တာမိန့်ကြားလိုက်တဲ့အခါကျတော့သာတသဗ္ဗညကြီးကဒီနှစ်ခုတော့ဟုတ်ပြီအရှင်ဘုရားတဲ့အခုလိုရဟန်းပြုအပ်ခြင်းရဲ့အကျိုးဟာဓိတဲ့ကောင်းတဲ့အကျိုးအခုအကျိုးရတာဟုတ်ပြီဓိတဲ့ကောင်းတဲ့အကျိုးတခြားရှိသေးလား
နော်လူမသိသူမသိတဲ့တီးတဲ့အကျိုးဒါလူသိနိုင်တဲ့အကျိုးတွေလေတီးတဲ့ကောင်းတဲ့အကျိုးတွေရှိသေးလားလို့မေးလာတဲ့အခါကျတော့မြတ်စွာဘုရားကရှိတယ်တဲ့ပြောပြမယ်သိချာနားထောင်ပါဆိုဖျားပွင့်တာကစားပြီးတော့ခြီးပြီးတော့ဖျားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့တရားကိုနားတယ်နားတဲ့အခါမှာသရတရားတွေဖြစ်လာတယ်သရတရားဖြစ်ပြီးတော့သူကစဉ်းစားတယ်လူဘဝဆိုတာကြက်တဲ့ကျင်းမြောင်းတယ်ကုသိုလ်ဖြစ်ဖို့ခက်တယ်ရဟန်းဘဝဆိုတာလွင်မြင့်နဲ့တူတယ်ဖျားဟောတဲ့တရားတွေကိုပြည့်ပြည့်စုံစုံဖြူဖြူစင်စင်ကျင့်နိုင်ဖို့မလွယ်ဘူးဆိုပြီးတော့တရားတရားပေါက်ပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ခံရတယ်တဲ့သူပိုင်ဆိုင်တာတွေကိုစွန့်လွတ်တယ်ဆွေတွေမျိုးတွေကိုစွန့်တယ်ကရုံတုံးပြီးတော့ဖိုင်စွန့်တဲ့ဝုတ်ပြီးတော့သာသနာ့ဘောင်ဝင်ရတယ်အဲ့ဒါတို့သာသနာ့ဘောင်ဝင်လာပြီးတဲ့နောက်မှာသူကကိုကျင့်သီလကိုထိမ့်သိမ်းဆောက်ရှောက်တယ်ကာယကံဝစီကံကိုထိမ့်သိမ်းဆောက်ရှောက်တယ်သက်မွေးမှုစင်ကြယ်စွာနေတယ်အိန္ဒြေတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်တတိတရားအစဉ်ကျင့်တုံတရားနဲ့နေထိုင်နေပေါ့ရသမျှတွေနဲ့ကျင့်နှံ့နေတယ်အဲ့ဒီလိုသာသနာကျင့်စဉ်တွေကိုကျင့်တယ်သီလနဲ့ပြည့်စုံအောင်ကျင့်တယ်သီလနဲ့ပြည့်စုံအောင်ကျင့်သဖြင့်အနာဝိစ္စဒုက္ခဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်နောက်ဣန္ဒြေမျက်စိနာနာလျှာကာယကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်လာတဲ့အခါမှာရောထွေးမှုမရှိတဲ့တန့်စင်တဲ့ချမ်းသာဒုက္ခကိုခံစားရတယ်ပေါ့တန့်စင်တဲ့ချမ်းသာကိုခံစားရတယ်တတိတံစဉ္ညာနဲ့နေသည့်အတွက်ကြောင့်လွန်မွန်မြတ်တဲ့တရားဓမ္မတွေကိုသိရှိနားလည်မှုတတိတံစဉ္ညာနဲ့ပြည့်စုံတယ်နောက်တစ်ခါရတာလေးနဲ့ကျင့်တတ်သည့်အတွက်ကြောင့်ဒီစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံတယ်အဲ့ဒီလိုသီလနဲ့ပြည့်စုံသည့်အတွက်ကြောင့်အနာဝိစ္စဒုက္ခပြည့်ကင်းတဲ့ချမ်းသာအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်သည့်အတွက်ကြောင့်ကိုယ်ရင်နဲ့နှလုံးထဲမှာကျင့်တတ်เสียကောင်းတဲ့ချမ်းသာတတိတံစဉ္ညာနဲ့ရှိတတိတံစဉ္ညာနဲ့ပြည့်စုံသည့်အတွက်ကြောင့်အရာရာမှာတတိထရတာရှိသမျှအနေနဲ့ကျင့်တတ်သည့်အတွက်ကြောင့်ပူပန်ကြောင်းကြမှုတွေမရှိတာအဲ့ဒါလို့အကျိုးကျေးဇူးတွေခံစားရပြီးတဲ့အခါမှာလူသူမနီးတဲ့တောမြိုင်ကြီးဘက်ကိုထွက်ပြီးတော့စိတ်ထဲကအညစ်အကြေးတွေကိုဖယ်တယ်လောဘကိုနဲ့အောင်လုပ်တယ်လောဘကိုဖယ်တယ်ဒေါသကိုဖယ်တယ်ဒီထိနမိတ်္တဆိုတဲ့အိတ်ချင်တဲ့စိတ်တွေဒါတွေကိုမဖြစ်အောင်လုပ်တယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်တန်တရားတွေဖယ်ရှားပြီးတော့ကိုကျင့်တဲ့အကျင့်ပေါ်မှာဒီပြက်ပြက်သားသားကျင့်ကြံကြုတ်ကိုအထုတ်လိုက်တာနောက်ဆုံးကြတော့ဆံရလာတယ်နော်ဆံချမ်းသာတွေခံစားလာတယ်ဆံချမ်းသာခံစားရနေပြီးတော့သူကတိုးတက်လာတဲ့သုထဇံထီအောင်ဆံချမ်းသာတွေခံစားရတဲ့အခါမှာဘာရတော့ဆိုဒီသုထဇံချမ်းသာအဲ့ဒီဆံချမ်းသာတွေခံစားလိုက်ရတဲ့အခါမှာတဲ့ဒီသူရထားတဲ့စိတ်တည်ငြိမ်မှုတမာတိစွမ်းအားဟာတဲ့စောစောကပြောခဲ့တဲ့ရဟန်းဘဝရဲ့ဒီအကျိုးတွေထဲမှာဒီအကျိုးကပို့ပြီးတော့နှစ်သက်စရာကောင်းတာဖြစ်သွားတယ်မနိုင်ရှင်နဲ့လောက်နှစ်သက်စရာရှိသွားတယ်အဲ့ဒီနောက်မှာသူခန္ဓာကိုယ်ကြီးပေါ်မှာရုပ်နဲ့နာမ်ကွဲပြားအောင်ကြည့်ပြီးဝိပဿနာတရားရှုပွားတယ်ဝိပဿနာတရားရှုပွားတာလည်းပဲဝိပဿနာဉာဏ်ရရှိလာတာလည်းပဲယဟန်ဘဝလက်တွေ့ရရှိတဲ့အကျိုးတစ်ခုပဲနောက်အဘိညာဉ်တွေရတဲ့အခါမှာကိုယ်စိတ်နဲ့အလိုရှိတဲ့ကိုယ်ကာယမျိုးအမျိုးမျိုးဖန်ဆင်းပြီးတော့နေနိုင်တယ်အဲ့ဒီနေနိုင်တဲ့စွမ်းရည်တတိဟာလည်းပဲရှေးရခင်ကနေမတူတဲ့ထူးခြားတဲ့ဒီတာမည
ယဟန်ဘဝအကျိုးတရားပဲဖြစ်တယ်တကူမျိုးမျိုးဖန်ဆင်းနိုင်တာဟာလည်းပဲယဟန်ဝတ်ခြင်းရဲ့အကျိုးတစ်ခုဖြစ်တယ်ဒိဗ္ဗသောတာဆိုတာနတ်တွေလူဝေးလံတဲ့အတန်တွေကိုကြားနိုင်တာဟာလည်းပဲကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုဖြစ်တယ်သူတစ်ပါးစိတ်ကိုသိနိုင်တဲ့ဒီအယီချင်းရလာတာဟာလည်းပဲဒါအကျိုးကျေးဇူးတစ်ခုဖြစ်တယ်တဲ့ယဟန်ဘဝလှုပ်လိုက်သည့်အတွက်ကြောင့်ဒီအကျိုးကျေးဇူးတွေရတယ်ထို့တူပဲဒီအတိတ်ဘဝတွေကိုပြန်ပြောင်းပြီးတော့သိနိုင်တဲ့ဉာဏ်ရည်ချင်းမျိုးရပြီးအတိတ်ဘဝတွေကိုအောက်မေ့နိုင်တာလည်းပဲဒါယဟန်ဖြစ်ခြင်းရဲ့ထူးခြားတဲ့အကျိုးကျေးဇူးတစ်ခုပဲလက်တွေ့ခံစားရတဲ့အကျိုးကျေးဇူးဖြစ်တယ်တဲ့နောက်တစ်ခါဝေးလံတဲ့ယတ္တိသားတွေမှာရှိတဲ့ခြားကွယ်နေတဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစကုဉာဏ်ဟာလည်းပဲယဟန်ဘဝရဲ့ထူးခြားတဲ့အကျိုးကျေးဇူးလက်တွေ့ရတဲ့အကျိုးကျေးဇူးပဲဖြစ်တယ်နောက်ဆုံးကြတော့သစ္စာ၄ပါးအမှန်တရားကိုပိုင်းခြားသိပြီးတော့ရှင်တဲ့နှလုံးထဲမှာရှိတဲ့အကုသိုလ်တွေကင်းစင်သွားတဲ့အနေအထားမျိုးအရဟတမေအရဟတဖို့ရသွားတဲ့ဟာအဲ့ဒီရှင်ထဲမှာအပြစ်နာစာတွေလုံးဝကင်းသွားပြီးတော့အမြင့်မြတ်ဆုံးဖြစ်တဲ့အာတဝခေယအဘိညာဉ်လို့ခေါ်တဲ့ယဟန္တာဖြစ်ကိုရောက်သွားတာဟာဒါလက်တွေရရှိတဲ့အကျိုးကျေးဇူးပဲဖြစ်တယ်တဲ့ဒီအကျိုးကျေးဇူးတဲ့ပိုကောင်းတဲ့အကျိုးကျေးဇူးဆိုတာတခြားမရှိတော့ဘူးတဲ့ယဟန္တာဘဝကတော့ဒီလက်တွေ့ဘဝမှာရနိုင်တဲ့အမြင့်ဆုံးယဟန်ဖြစ်ခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်တယ်လို့မြတ်စွာဘုရားကသူ့ရဲ့မိဂုံကိုဖြေလိုက်တာအဲ့ဒီလိုလဲဖြေလိုက်ရောအဇဒတဘယင်ကြီးဟာကျင့်နာအားရပြီးဘိက္ခဏဗန္တိဘိက္ခဏဗန္တိအရှင်ဘုရားရှင်းပြတာကောင်းလိုက်တာတပည့်တော်သဘောပေါက်ပါပြီဒီနေ့ကစပြီးတော့ရှင်ဘုရားကိုကိုယ်ွယ်စိတ်ကပ်ပါတယ်တရားနဲ့သံဃာတွေကိုကိုယ်ွယ်စိတ်ကပ်ပါတယ်တပည့်တော်ကိုယနေ့ကစပြီးတော့တရဏဂုံသီလဆောက်တည်တဲ့ဥပဒကအဖြစ်မှတ်ယူတော်မူပါလို့သူပထမဆုံးပုရဝတ္တအဖြစ်ပြောင်းလဲလိုက်ပြီးတော့မှသူ့အပြစ်ကိုတောင်းပန်တယ်ဣစေယောမံဗန္တိဣသကမယထာဘလံယထာမုံလံယထာအကုသလံအပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်အပြစ်ကိုသိပြီးတော့တောင်းပန်တာပေါ့နော်ရှင်ဘုရားတဲ့တပည့်တော်မိုက်မဲသည့်အလျောက်မလိမ္မာတဲ့အလျောက်အပြစ်တစ်ခုကိုကျူးလွန်မိပါတယ်ဘာလို့ဆိုရင်တကယ်ကိုတရားသဖြင့်တိုက်ပြည်ကိုအစိုးတဲ့တရားမင်းဖြစ်တဲ့ဖခင်ကြီးကိုတဲ့ယာထုအာနာရလို့မှုနဲ့တပ်ဖြတ်ခဲ့ပါတယ်အဲ့ဒီအပြစ်ကိုမြတ်စွာဘုရားအပြစ်အဖြစ်လက်ခံတော်မူပါနောင်ဒါမျိုးမဖြစ်စေရပါဘူးလို့လျှောက်တော့မြတ်စွာဘုရားဟုတ်တယ်တဲ့တရားသဖြင့်တိုက်ပြည်ကိုအုပ်ချုပ်တဲ့မင်းကိုတပ်ဖြတ်ကျူးလွန်မှုဟာဒါအပြစ်တစ်ခုဖြစ်တယ်ပေါ့အဲ့ဒီအပြစ်ကိုအပြစ်လို့မြင်ပြီးတော့ကုစားတာကိုငါတို့လက်ခံတယ်ဟောဒီဟေတမရဇအရိယတဝိနေငါဘုရားရဲ့အဆုံးအမမှာတဲ့အပြစ်ကိုအပြစ်လို့မြင်ခြင်းအပြစ်ကိုတရားနိလန်တကြကုစားခြင်းနောင်ခါဆောင်စည်းခြင်းအဲ့တော့ဒီအချက်လေးကအမှန်တမ်းအရေးကြီးတယ် confession လုပ်တာတခုတည်းမဟုတ်ဘူးเนาะဒီအပြစ်ကိုဝန်ချတောင်းပန်နေဆိုတာ confession လုပ်တာတခုတည်းမဟုတ်ဘူးမြတ်စွာဘုရားကြတော့เนาะအပြစ်ကိုပြစ်လို့မြင်ရမယ်မြင်ထားပြီးတော့နိလန်တကြကုစားရမယ်နောင်ဒါမျိုးမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောင်သူကလှုပ်ချင်တာလှုပ်ပြီးသွား confession လုပ်လိုက်လှုပ်ချင်တာလှုပ်သွား confession လုပ်လိုက်အဲ့လိုမလိုက်ရဘူးလို့ဆိုလို့တယ်နော်ကိုယ့်အပြစ်လို့မြင်တဲ့အခါမှာဒီအပြစ်ကိုတောင်းမှဝန်ချပြီးနောက်ဘယ်တော့မှမလုပ်ရဘူးအဲ့ဒါထူးခြားချက်မြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားအဲ့ဒါမိတ်ရှိလိုက်တယ်ယောဣရှယံဣရှယတော်ဒိဋ္ဌဝယထာကမ္မပတိကရောတိအပြစ်ကိုအပြစ်လို့မြင်ပြီးတော့ကုစားတယ်တရားသဖြင့်ကုစားတယ်နောက်အခါမှာလည်းဘယ်တော့မှမဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်တယ်အဲ့ဒါဟာချိပွားတွတ်တဲ့ခြင်းရဲ့အကြောင်းဖြစ်တယ်အပြစ်ကလွတ်ခြင်းရဲ့အကြောင်းဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့မေ့ရှိလိုက်တဲ့အခါမှာဒီတရားနာလို့လည်းတော်တော်ကြာသွားတော့ဒီသတ္တသမင်းဟာရှင်ဘုရားတဲ့တ
ပည့်တော်တို့ဟာကိစ္စတွေများပါတယ်ပြန်မရစေပါဆိုပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းပြီးတော့မြတ်စွာဘုရားဟောတဲ့တရားဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ထပြီးတော့ပြန်သွားတယ်ဇန္နသမင်းထွက်ခွာသွားတဲ့အခါမှာမြတ်စွာဘုရားအပြောတော့ယဟန်တွေကိုခတယံဘိက္ခွေရာဇာဥပဟတယဘိက္ခွေယဟန်တို့ဒီမင်းဟာကိုယ့်ကိုဖြည့်ဆည်းတာပဲနော်ကိုယ့်ကိုဖြည့်ဆည်းလိုက်တဲ့မင်းဖြစ်တယ်သစ္စာယံဘိက္ခွေရာဇာဓမ္မိကံပိတရံဓမ္မိကံဓမ္မရာဇာနာဇီဝိတနဝရောပိတတာဣမတ္တပိယေဝအာသနိဝိရဇဝိတမနာဓမ္မစကုံဥပိစိတ်တအကယ်၍သာသူဟာတရားသဖြင့်အုပ်ဆိုးတဲ့သူရဲ့ဖခမည်းတော်ကြီးကိုမတတ်မှုတပ်ဖြတ်ခြင်းမကျူးလွန်ခဲ့ဘူးဆိုလို့ရှိရင်အခုဒီနေရာမှာပဲသူဟာဓမ္မစက္ခုဆိုတာရောက်တော့မှာသောတပန်ဖြစ်သွားလိမ့်မယ်အဲ့ဒါလို့မြတ်စွာဘုရားဒီသုတ်တံမှာအဲ့လောက်ပဲပြောလိုက်တယ်သောတပန်ဖြစ်သွားမယ်အခုတော့ဒီပြစ်မှုကျူးလွန်ထားသည့်အတွက်ကြောင့်မဖြစ်တော့ဘူးပေါ့နော်ဘာနဲ့တူတော့ဆိုအင်္ဂလိပ်စကားနဲ့တူငါဟာမနစ်ကထိပေါက်ခဲ့ရင်ခုချိန်ကားဝယ်စီပြီးသားဖြစ်ပြီဆိုမနစ်ကထိမပေါက်ဘူးဒါကြောင့်ကားလည်းမစီရဘူးပေါ့အဲ့ဒါမျိုးပြောအကယ်၍သူ့ဖေကို तू မတတ်ခဲ့ဘူးဆိုရင် तू ကသောတပန်ဖြစ်သွားသို့တော့သူ့ဖေကို तू တတ်ခဲ့တယ်ဒါကြောင့်သောတပန်ဖြစ်ဘူးဒါကြောင့်သူ့ကိုယ်သူဖြစ်စီလိုက်တာပဲလို့မြတ်စွာဘုရားပြောအထေရကတော့ဖြစ်ဆွဲပြောထားတယ်အဖတ်တတ်တဲ့ကျွလွန်တဲ့ကံကြောင့်သူဟာလောကကုန်ပြီးငရဲမှာနှစ်6000ခံရအောင်မယ်ခံပြီးတဲ့ကလွတ်တဲ့အခါမှာပိစိကဗုဒ္ဓဖြစ်လိမ့်မယ်ဆိုတာဒါအထေရကဖြစ်ဆွဲပြောတာမြတ်စွာဘုရားကတော့ဒီလောက်ပဲပြောတာနော်အဲ့ဒါနဲ့ဒီသုတ်တံကိုဆုံးသက်ထားတယ်ဒါကြောင့်သဗ္ဗညဖလသုတ်ကိုအချင်းချုပ်အနှစ်ချုပ်ပြီးတော့တို့ရှင်းရှင်းလေးဟောကြားတာဖြစ်တယ်ဒါကြောင့်မို့သဗ္ဗညဖလသုတ်အနှစ်ချုပ်ကိုကြားနာရသဖြင့်သဗ္ဗညဖလအခါတော်လေးကိုအမှတ်တရဒီသုတ်တံကိုပူဇော်ကြည်ညိုကြရသဖြင့်ခုယနေ့မှာအသိဉာဏ်တရားတွေဖြစ်ပွားပြီးတော့ကုသိုလ်တရားတွေကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း